လိုက်ဦးလာပြန်ပြီလားနင်တို့နှစ်ယောက်ကိုတကာယူသွားတဲ့ speaker ဘယ်တော့ပြန်ပေးမှာလဲ အန်ကယ်ကလည်းစပီကာပါတီမှာရောင်းရလို့ချက်လက်မတောင်းရဘူးဒီမှာပြတ်မယ်ဒီမှာ နင်တို့ချက်ကစစ်တော့ဟုတ်ရလား ဟောအန်ကယ်ကလည်းရတယ်အော်ဒါနဲ့အန်ကယ်အမေမှာလာကြည့်ရောက်ပြီလားဘာလို့ပြောပါအောင်ဒါဆမ်ဆောင်ကနေပြီးတော့အသက်ထုတ်လိုက်တဲ့ဖုန်းလေးမစိတ်ဝင်စားမှာထားဒီမှာဒါဆန်တောင်းကနေပြီးတော့နောက်ဆုံးထုတ်လိုက်တဲ့ Lucky Set လေးလေ This is the future. ဟဲ့ဘာလို့မလို့နေရအဲ့လိုတိုက်နေရလဲအော်သူကခုတ်ရရတော့ပပီပေါ်ဘာနဲ့တော့အရင်စင်နေတယ်လေဒီမှာအရှိမပါဝါဘုံလေးကိုနှစ်ထည့်နေလိုက်ရင်စက်ပြီးရိုက်လို့ရတယ်အတိတကယ်လို့စက်ပြီးနဲ့ချင်မှုဆိုလည်းဒီနေ့သုံးလို့ရတယ်ပြီးတော့စပိတ်မှုလည်းသုံးလို့ရသေးတယ်အဲ့ဘယ်လိုသုံးတာလဲညဒီမှာဗီဒီယိုကြည့်နေနဲ့နောက်ထပ် application တစ်ခုကိုသုံးလို့ရတယ်ပြီးတော့ဒီကိစ္စစာရေးအားလုံးကိုလည်းတစ်ချောင်းလေးဆက်လိုက်တာနဲ့အားလုံးပြတ်သွားရောဒါခောက်ဖုံးလေးဆိုတော့ခောက်တဲ့နေရာမှာ brush လေးထည့်ပြီးထားတော့ဖုံးလည်းမဝင်တော့ဘူးလေအမေငါပြစ်လိုက်လားပြီးတော့ငါအရန်တိုင်တော့ဒီဖုန်းပြတ်ခင်ရလိုက်ကြည့်ထားတာပြီးတော့ဒီဖုန်းကရွေးစမ်းမှာအရန်ဟော့ဖြစ်နေရတယ်နေပြရတော့အရန်အောင်လိုက်တာဟဲ့ဟိုမှာနေလိုက်တဲ့မင်းကဖြတ်သွားဟဲ့တကယ်လားတကယ်ရုံကသူနဲ့တော့ရိုက်လိုက်ဦးမမေခိုင်းတာရှိလို့ကိုမတကြည့်ရတယ်။ဒါစပတ်ပြန်ပြီးတော့မယ်နော်။ဒီကောင်လေးကမင်းမသိဘူးလေးထည့်တယ်။ဟာတော့